တရွက်တွေကျွေလွင့်နေတဲ့ညတညဝိမ့်မိနာထဲမှာစာဖတ်ရင်းနဲ့အိပ်ပျော်သွားခဲ့တဲ့ Bruce Wayne ကအတန်တစ်ခုကြောင့်ရုတ်တရက်လန်နိုးလာခဲ့တယ်။ဘေးနားကဒုတ်ကောက်တစ်ခုကိုကင်ဆွဲရင်းတတောက်တောက်အတန်ချီတုံချတုံအမူအရာနဲ့အတန်ကြားရ Batcave စီကိုသူကဆင်လာခဲ့ပါတယ်။ And surprise happy birthday ပါ Bruce ရဲ့ဆိုတဲ့ပြိုင်သူစကားသံတွေနဲ့အတူ Batman ရဲ့မွေးထားခဲ့တဲ့သားလေးတွေ Damian, Dick, Tim မိတ်ဆွေရဲ့သမီးဘာဘရာနဲ့ wheelchair ပေါ်က Alfredo ဒီအဖိုးကြီး Bruce ကို85နှစ်ပြည့်မွေးနေ့အတွက် birthday cake တစ်ခုနဲ့ surprise တိုက်ခဲ့ကြပါတယ်။ Bruce ကပြုံးနေအခုလိုမျိုးညောင်နာဖြစ်နေတဲ့ Ona ကြိုးကန်းဖြစ်နေတဲ့အဖိုးကြီးတယောက်အတွက်အချိန်နေပေးပြီးတော့ surprise လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းကိုပြောလိုက်ပါတယ်။ခါကိုကိုင်းလိုက်ပြီးတော့ဖျောင်းနိုင်တွေကိုမုတ်ဖို့အတွက်ကြိုးစားကြည့်သေးတယ်။ဘိန်းကငါ့ကိုအချိန်ချင်းရိုက်ချိုးခဲ့တာအခုဆိုရင်ဒီစောက်ဖျောင်းနိုင်တွေကိုတော့မှငါမမုံနိုင်တော့ဘူး။ဝိုင်းမုတ်ပေးကြပါအောင်လို့ဆိုရင်လည်းအဖိုးကြီးနဲ့မိသားစုတွေကဝင်းနေကိတ်ပေါ်ကဖျောင်းနိုင်မီတွေကိုဝိုင်းပြီးတော့မုတ်လိုက်ကြပါတယ်။ဘာဆူတောင်းလိုက်လဲဆိုပြီးတော့ Tim ကမေးတဲ့အခါမှာ Bruce တွေအခုလိုမျိုးမွေးနေ့တွေအများကြီးရှိနေသေးဖို့မင်းတို့ကိုမျက်စိတောက်ထောက်ကြည့်နေနိုင်သေးဖို့အတွက်ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။ Nightwing ကသူ့ရဲ့ bad rank တစ်ခုကိုလမ်းပစ်ပေးလိုက်ပြီးတော့ cake ကိုခွဲစေတယ်။ Gentleman ဖြစ်တဲ့ Bruce ကကိုယ်တိုင်ခွဲလိုက်ပြီးတော့အရင်ဆုံးတူတီတော် main ကလေးဖြစ်တဲ့ Barbara ကိုထည့်ကျွေးလိုက်ပါတယ်။ Bad Gotham မြို့ဒီကြငိမ့်ချမ်းမနေနိုင်ဘူးရုတ်တရက် beep beep ဆိုတဲ့အတန်လေးနဲ့အတူ Batcave ထဲမှာဝါနေနေအလားတန်နေထွက်လာတဲ့အခါမှာတော့ Bruce ကအကုန်လုံးကိုអော်ပြီးတော့မောင်းထုတ်ပြလိုက်ပါတယ်။ The city needs you ကော်သမ်မြို့ကြီးကမင်းတို့ကိုလိုအပ်တယ်ဆိုပြီးတော့ဆိုလိုက်တဲ့အခါမှာအကုန်လုံးဒီကားတွေစိုက်ကယ်တွေကိုစီစီရင်တဲ့မျိုးစီကိုထွက်သွားလိုက်ကြပါတယ်။ Bruce ကအိပ်ပျော်နေတဲ့ Alfred ကိုလမ်းကြည့်ရင်နဲ့ဘိုးတော်ကြီးကောင်းကောင်းအိပ်တော့ဒီညတော့ခမကြီးကျုပ်လှုပ်ချင်တာကိုတားလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်အပြီးမှာသူ့ရဲ့ဒုတ်ကောက်ကိုဘူးနဲ့ရိုက်ချိုးပြလိုက်ပါတယ်။နောက်တစ်မျက်နှာမှာတော့ Bruce ဒီလင်းတို့လူသားဝစ်စုံနဲ့အတူအပြုံးတစ်ခုနဲ့အတူသူချင်းမြတ်နိုးတဲ့ crime fighting ဒူစီရိုက်သမားတွေလိုက်လံရှင်းလင်းတာကိုလုပ်ဖို့အတွက်ထွက်လာခဲ့ပါတယ်။ But I'm in agony ငါရဲ့တစ်ခုလုံးကနာကျင်ကြိုက်ခဲနေတယ်။ကြွက်သားတွေကစုပ်ပြဲနေတယ်။အယိုးတွေကကြိုထွက်တော့မလို့ပဲစောက်အသက်85နှစ်ရှိပြီ။ငါလုံနိုင်တာလုံနေတာဆိုလို့ငါဘာသာပြန်ပြီးတော့ဒါတွေလုံနေနိုင်သေးကြောင်းတက်သေးထူပြနေတာပဲရှိတယ်။ဖျားသခင်ငါဒါကိုလောက်ရတာကြိုက်နေတတ်တာပဲလို့ဆိုရင်ね Bruce ကရက်ကွက်ထဲမှာရှိနေတဲ့ Santa Claus ဝစ်စုံနဲ့လူရန်ကားတွေကိုရေခဲပစ်လိုက်တယ်။လမ်းပေါ်ကလူမိုက်တွေကိုစောက်ခွက်ဖြဲရိုက်ပစ်တယ်။ရေစိုးမြောင်းတွေအောက်မှာခလေးလေးတယောက်ကိုကယ်တင်ပေးတယ်။လေပေါ်ပြန်ဂျွန်ဘာသမားတွေကိုလည်းလေပေါ်မှာအနိုင်ယူပစ်လိုက်ပါတယ်။ comic ရေးဆွဲသူကလည်းစာမျက်နှာပေါ်မှာလင်းတို့ပုံစံပေါ်အောင်လှလှပပရေးဆွဲပြထားပါတယ်။နောက်ဆုံး Batcave ကိုပြန်ပြီးတော့ရောက်တဲ့အခါမှာတော့ Alfred ကနိုးနေခဲ့ပြီးထုံးစံအတိုင်းခက်ရွရွစကားတခုနဲ့အတူဒုတ်ကောက်အသစ်တစ်ခုကိုမင်းပါလုပ်ခဲ့လဲငါသိပါတယ်ဆိုတဲ့အထာနဲ့ထိုးပေးခဲ့တယ်။အခုနစိုက်ကယ်တွေကားတွေကိုစီနဲ့တာသမီတွေကလည်းပါတီပြန်ပေးဖို့အတွက်ကူရဲကိုပြန်ဝင်လာကြပါပြီ။သူတို့ပြောတာအရတော့မြို့ထဲမှာတိတ်ပြီးတော့မရှင်းလိုက်ရဘူး။လူတွေပြောနေကြတာတော့ Batman ကရောက်လာပြီးတော့အကုန်ရှင်းသွားတယ်လို့ပြောတဲ့ကိုကြားခဲ့တယ်။မဖြစ်နိုင်ဘူးလေဟုတ်တယ်မလားဆိုပြီးတော့ဝိုင်းပြီးမေးကြတဲ့အခါမှာ Bruce ကတော့ဘယ်ဟုတ်မလဲငါ့ကိုလည်းကြည့်ပါအောင်ငါကမြို့ထဲမှာပတ်ပြေးဖို့အတွက်တိတ်ပြီးတော့ပုံမင်းနေပြီအထူးသဖြင့်အမောင်ထဲမှာနေဖို့ဆိုရင်ပိုလို့တောင်အုံမင်းနေပြီဆိုပြီးတော့ပြောရင်ねမွေးနေ့ပါတီကိုပျော်ရွှင်စွာအတူတူလုပ်ပြီးတော့အပြုံးတစ်ခုနဲ့အဆုံးသတ်သွားခဲ့ပါတယ်ပေးခြင်းတဲ့ message ကတော့ကျွန်တော်တို့အတွက်ဘယ်အသက်အရွယ်ကိုပဲရောက်နေပါစေဘာဒုက္ခတွေဘလို့အခက်အခဲတွေကိုကြော်ဖြတ်ခဲ့ပြီးတော့ဘလောက်အထိပဲတန်ရာရနာကျင်နေပါစေအသက်ရှူနေတူအသက်ရှင်နေတူကိုချစ်တဲ့အရာတွေအတွက်ကိုချစ်တာကိုလုံနေဖို့အတွက်ဘယ်အရာကမှတားဆီးမနေဘူးဆိုတာကိုပြချင်တာဖြစ်ပါတယ်